နောက်တစ်ခုကဒီမှာဆိုလို့ရှိရင်အားနဲ့ပေါင်းရင်ငါတန်တွေ့မယ်နော်ငါတန်ပြောင်းမယ်အားနဲ့တွေ့ရင်ငါတန်ပြောင်းမယ်နော်အဲ့တော့ကအိုငါတက်တဲ့ဂုံဒီမှာဥအောဝအမေကဆိုတော့ဂုံအဲ့တော့သူ့အတန်ဘယ်လိုထွက်မလဲဆိုတော့ငါတန်ထွက်မှာတော့ဂုံနော်ပန်းကြံပေါ့နော်ဒီမှာတဲ့ဂျာအိုငါတက်တဲ့ဂျုံအီအဲ့လိုမဟုတ်ဘူးအဆိုတော့အီတော့မထွက်ဘူးနော်ဂျုံရင်ဒါဆိုစက်ကူဆိုတဲ့အဓိပ္ပာယ်နော်ကအားငါတဲ့ကန်အာကြီးအမှန်တဆိုတော့ကန်အာကြီးမဟုတ်ဘူးကန်အာကြီးခွေးပေါက်လေးနော်ရမယ်နော်အဲ့တော့လာနဲ့ပေါင်းရင်ကျတော့လာပြီနော်လာနဲ့ပေါင်းရင်လာတန်ပြောင်းပြီနော်လာနဲ့ဆိုရင်လာတန်ပြောင်းပြီနော်ဒီမှာအဲ့ဒါမကြည့်မယ်ကျတော့ပါကိုလာတဲ့ပါနော်ပါလီနော်ပါလီမြင်ပေါ့နော်ဒါဆိုတော့လာနဲ့ဆိုတော့လာပဲနော်ပါလာတဲ့ပါလေအခုလျှော်ခြင်းနော်လာတန်ထွက်မယ်ပါလေအခုလျှော်ခြင်းပါလေအခုလျှော်တယ်နော်ဟာနာတဲ့ဟန်ဆိုနာတဲ့ဟန်ဒီမှာနောက်မှာဘီမှာလာနော်အတက်ကနာအဲ့ချိန်မှာကျတို့ဒီအတက်ကကျတို့လာပြောင်းမယ်နော်ဟာလာဆန်းဆိုတဲ့ဟာတောင်းစနေတဲ့ဆန်းဟာလာဆန်းဆိုဟာလာတောင်းနော်ဟာလာဆိုတာဟာလာပဲရှိတာတောင်းဆိုတာဟာလာဆန်းလို့ပါမှာဟာလာတောင်းဖြစ်မှာဟာလာပေါ့နော်ဟာလာဆန်းဟာလာတောင်းနော်ဒီမှာလာတက်တယ်နော်ဒီမှာအနောက်မှာဘီမှာနောက်ဖြစ်နေတယ်နော်ညောအဲ့တော့လာနဲ့တွေ့တဲ့ခါမှာနာတီလာကိုပြောင်းမဖြစ်တဲ့အတွက်ကြောင့်မလို့ညောနော်တနစ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီမှာတစ်ချက်နော်ဂါနဲ့နာနဲ့ပေါင်းတာပဲဖြစ်ဖြစ်ဂါနဲ့မနဲ့ပေါင်းတာပဲဖြစ်ဖြစ်အပြန်ထွက်မယ်နော်အဲ့ဒါမှကြည့်မယ်ဟာကိုဂိုက်တက်တဲ့ဂါဒီမှာဂါနော်အဲ့တော့အနောက်မှာနာအော်ယောညောနာတဲ့ညုံအမေဆိုရင်ဟက်ညောလို့အတန်တွေ့ရမှာဟက်ညောno မဟုတ်ပါဘူးသူ့ရဲ့ဟာကိုဒီမှာဂါတက်နဲ့နားနဲ့တွေ့တဲ့ခါမှာအားတယ်ဒီမှာဟန်ညောလို့ဖြစ်တော့ပါနော်ဟန်ညောမူရင်းကအတန်ထွက်မယ်ဆိုရင်ဟန်ညောစာတင်နှစ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်အဲ့တော့ဂျာကိုဂါတက်တဲ့ဂျက်နော်ဂျက်ညောအမှန်ဆိုရင်ဂျက်ညောဒါပေမဲ့မူရင်းအမှန်အတန်ထွက်ကကြတော့ဂျန်ညောနော်ဂျန်ညောမနစ်ကဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုဘာနဲ့နားနဲ့ပဲပေါင်းဘာနဲ့မနဲ့ပဲပေါင်းဘာနဲ့အားနဲ့ပဲပေါင်းဘာဖြစ်မလဲမဖြစ်မယ်နော်မတန်ဖြစ်မယ်အဲ့တော့မတန်ဖြစ်မယ်ဆိုတော့စာအီဘာတက်တဲ့နော်ဘာနဲ့မအားနာတက်တဲ့မန်ရှစ်မန်အမှန်ဆိုတော့စာအီဘာတက်တဲ့ရှစ်မန်အဲ့လိုဖြစ်မှာဒါပေမဲ့ဘာနဲ့အတက်ကဘာတက်ပြီးတော့မဘီမှာမဖြစ်နေတဲ့ကြောင့်မလို့ရှင်းမန်နော်တသိန်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကဘတ်ဆိုတာထမင်းပဲလို့ရေပဲလို့နော်မူလမန်လို့ဘတ်မန်လို့ဒါဆိုလို့ရှိရင်တော့ဘတ်ဆိုတဲ့အတန်ထွက်ဘူးဘန်မန်ထမင်းပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်